အားလုံးပဲမင်္ဂလာပါခင်ဗျာစေတခွန်အပြည့်တသနာစာစုများကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ One Step Everyday Channel ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာလည်းစေတခွန်အပြည့်စီမဲ့တသနာစာစုများကိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာအလေးထားတဲ့တစ်ခုတိဆောက်ဖို့အနည်းဆုံး21ရက်လိုအပ်ပါတယ်တင်းရဲ့နေ့စဉ်လှုပ်ဆောင်မှုတွေကတင်းဘဝကိုအဆုံးဖြတ်ပေးသွားမှာပါအလုပ်တစ်ခုကိုအစပြုဖို့ခက်ခဲနေရင်9 မိနစ်စာကပဲစတင်ပါဒီနေ့တင်လုံးလိုက်တဲ့အသေးစားအလေးထားလေးတွေကအနာဂတ်မှာအကြီးမားဆုံးအောင်မြင်မှုတွေဖြစ်ပေါ်လာစေမှာပါယနေ့ခေတ်အောင်မြင်နေကြတဲ့သူတွေဟာအကြီးကြီးကိုစလုပ်ခဲ့ကြသူတွေမဟုတ်ပါဘူးကိစ္စသေးသေးလေးတွေကိုပဲအချိန်အကြာကြီးသိချစွာစူးစမ်းခဲ့ကြရသူတွေပါအောင်မြင်မှုဆိုတာတခါတလေလှုပ်ဆောင်ရတဲ့အရာမဟုတ်ပါဘူးနေ့စဉ်နေ့တိုင်းအစဉ်တစိုက်စင်စစ်မပြတ်လှုပ်ဆောင်ရတဲ့အရာပါတိုးတက်မှုဆိုတာနေကွေးနိုင်ပေမဲ့ကြိုးစားမှုကိုတော့လုံးဝရပ်တန့်ထားလို့မရပါဘူးစိတ်ရှိခြင်းကအရာရာကိုအောင်နိုင်ဖို့အတွက်အကောင်းဆုံးသောတော့ချက်ပါနေ့စဉ်လှမ်းတဲ့ခြေလမ်းတလန်းချင်းစီကတင့်ကိုအောင်မြင်မှုတွေစီအရောက်ပို့ဆောင်ပေးသွားမှာပါတင်ယူခြင်းကိုဘယ်တော့မှမရပ်တတ်ပါနဲ့ဘဝဆိုတာနေ့စဉ်သင်ခန်းစာတွေပြီးနေလို့ပါအမှားတွေကိုကြောက်ရွံ့နေရင်သင်ဟာဘာအသစ်တစ်ခုကိုမှစတင်နိုင်တော့မှာမဟုတ်ပါဘူးအမှားလုပ်မိခြင်းကသင်ကြိုးစားနေတယ်ဆိုတာကိုသက်သေပြရာရောက်ပါတယ်ကိုပြုပြင်ပြောင်းလဲဖို့ဘယ်အချိန်မှဆိုနောက်ကျတယ်ဆိုတာမရှိပါဘူးသင်ရဲ့အတွေးတွေကိုထိန်းချုပ်ပါမဟုတ်ရင်အဲ့ဒီအတွေးတွေကသင်ကိုပြန်ထိန်းချုပ်သွားပါလိမ့်မယ်ကောင်းမွန်တဲ့အတွေးတွေကကောင်းမွန်တဲ့ဘဝကိုဖန်တီးပေးတာဖြစ်ပါတယ်ကောင်းတဲ့အတွေ့အလေးတွေတွေ့ပြပါတင်းရဲ့စိတ်ကူးအိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ဒီနေ့ပဲစတင်လိုက်ပါစိတ်ခေါ်မှုတွေရောက်လာတာဟာတင်းရဲ့အရေးချင်းကိုမြင့်တင်ဖို့အခွင့်အရေးပေးတယ်လို့ပဲမှတ်ပါလောကမှာအလွယ်တကူရတဲ့အရာတွေဟာရည်ရှိမှမတည်မြဲတတ်ပါဘူးတန်ဖိုးရှိတဲ့အရာတွေဟာချိန်ယူတတ်ပါတယ်တင်းရဲ့ကြိုးစားအားထုတ်မှုတွေဟာတနေ့နေ့မှာအတိအပွင့်ဝေစားလာမှာပါလက်တလောမအောင်မြင်သေးလို့အားမပြတ်လိုက်ပါနဲ့ဘဝရဲ့လမ်းခီးမှာတွေ့ရတဲ့အခက်အခဲတွေကိုသင်ခန်းစာအဖြစ်မှတ်ယူလိုက်ပါစိတ်ဓာတ်ကြက်ခိုင်သူတွေဟာအခြေအနေတွေကိုအပြစ်မတင်ပဲဖြည့်ရှင်းနည်းကိုပဲရှာဖွေကြပါတယ်ဥပမာညှားလာရာကိုကြည့်တတ်တဲ့ရှင်သိကြည့်လို့ပေါ့တင်းရဲ့စိတ်ကိုအမြဲတမ်းတက်ကြွပြီးလမ်းဆန်းနေအောင်ထားရှိပါဒါမှအခက်အခဲတွေကိုရင်ဆိုင်နိုင်မှာပါနေ့တစ်ခုစီတိုင်းမှာတင့်အတွက်အခွင့်အလမ်းတွေအမြဲတမ်းစောင့်ကြိုနေပါတယ်ဖန်ဆုပ်လိုက်စမ်းပါအတိတ်ကဖြစ်ဖြစ်တွေဟာပြည်ဆုံးသွားခဲ့ပြီမို့ရှေ့ဆက်မဲ့အနာဂတ်ကိုပဲအကုန်အာရုံစိုက်ထားပါတင်ဟာတင်ဘဝရဲ့ကံကြမ္မာကိုကိုယ်တိုင်ပုံဖော်ဖန်တီးနိုင်တဲ့အရှင်သခင်ပါလက်မလျှော့ပါနဲ့အောင်မြင်မှုရဲ့အရာကအလွန်ချို့မြိန်လာပါတယ်အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အေးချမ်းပျော်ရွှင်သောဘဝများပိုင်ဆိုင်ခွင့်ရရှိကြပါစေ